အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့ဖြူစင်ပါရှင်ကြားမပွင့်လင်းမှုရှိတဲ့အခုလိုခေတ်မှာကြားကြီးရေတောက်ဆိုသည်မှာလူတိုင်းနဲ့မစိမ့်တဲ့စကားတစ်ခုတောင်ဖြစ်နေပါပြီရှင်မေကဒီနေ့မှာတော့ကျမတို့အကြိုက်ကြားကြီးရေတောက်ပုံစံကိုကျမ်းမာရေးရပြောပြပေးမှာပါမင်္ဂလာပါမေချစ်တဲ့ကိုတို့ရေကြားကြီးရေတောက်ဆိုတာသူမပီးပီးခေါ်ပန်းပွင့်ချက်ကြီးကိုစုပ်ပေးတာရက်ပေးတာပါရှင်ကြားကြီးရေတောက်အခြေခံပုံစံ၃မျိုးကိုသိချင်ရင်မတ်မှာသိချင်ပါတယ်လို့ရေးပေးခဲ့ကြပါရှင်။ကြားကြီးရေတောက်တာကကျမတို့အတွက်အစပြိုပုံစံတွေထဲမှာစိတ်အကြွဆုံးစိတ်အထန်ဆုံးပါရှင်။တချို့မိန်းမတွေဆိုအနည်းဆုံး9မိနစ်ကနေနာရီပိုင်းအထိစိတ်ကြွသလောက်ကြာမြင့်တတ်ကြပါတယ်ရှင်။သူမပန်းပွင့်ကိုစိုးရက်တော့မယ်ဆိုရင် PPC ကိုဓာတ်ရိုက်တန်းမသွားပါနဲ့လို့တော့အကြံပေးပါရစေရှင်။ရှင်တို့အတွက်ဓာတ်ရိုက်သွားတာအဆင်ပြေပေမဲ့ကျမတို့အတွက်ကနူးညံ့သိမ်မွေ့တဲ့အနမ်းတစ်ချက်မှသည်ရမက်ပြင်းထန်တဲ့ချိုနှမွာမှလေတိုင်းနားနှစ်ဖက်စသဖြင့်အစဉ်တစိုက်ယူယူရရနမ်းရှုံပြီးမှသာလျှင်သွားတင်ပါတယ်ရှင်။အဲ့ဒီမှာအရေးကြီးတာကရှာကိုအသုံးပြုပေးပါနှာခေါင်းတစ်ခုတည်းနဲ့ပဲနမ်းရှုံနေလို့မရပါဘူးရှင်။ပပိစီမသွားခင်အဓိကနေရာဖြစ်တဲ့ပေါင်တွင်းသားဟာမိမတယောက်ကိုနိုးကြွစေနိုင်တဲ့အကြောကြီးရှိလို့တေချာစွာရက်ဆုပ်ပေးပါကရှင်းတို့ခေါင်းကိုအတင်းဆွဲလာပါလိမ့်မယ်ရှင်။ပြီးရင်ဖုတ်ဖုတ်နှုတ်ခမ်းတစ်ဖက်တစ်ချက်ကိုနှုတ်ခမ်းကိုနမ်းဆွဲသလိုဆွဲဆုပ်ပေးပါအဲ့ဒါတွေ့ပြီးမှဖုတ်ဖုတ်လေးကိုဖြဲပြီးအတွင်းသားတစ်လျှောက်လုံးကိုအောက်ခြေကနေစီစီထိပင်ပြီးရက်ပေးလိုက်ပါရှင်။သူမကော့တက်လာပါလိမ့်မယ်ရှင်နေမထိလေးမထိဖုတ်ဖုတ်အတွင်းသားလေးကိုလေပူလေးရအောင်လဲမှုတ်ပေးတာကသူမအတွက်အသေးခိုက်စေပါတယ်ရှင်။စီစီကလည်းအကြီးအသေးမျိုးစုံရှိကြပါတယ်ရှင်။စီစီကြီးတဲ့ဖုတ်ဖုတ်မျိုးဆိုရင်တော့စုပ်ပေးတာအသာလေးရှာနဲ့ဖိပြီးရက်တာသွားလေးနဲ့ဆက်ဆက်ကိုက်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်ရှင်။စီစီသေးရင်တော့စုပ်ရတာစင်မပြေတက်ကြောင်းပါရှင်အရာအားလုံးအတွက်ဆဆချင်းမှာညင်သာပါစေ။ရက်နေရင်အရှင်ရလာပြီဆိုရင်လက်ဖွားကိုခခုံးခုံးလေးလုပ်ပြီးပတ်လေးကိုတအုံမြင့်ညာအောင်အသာလေးအုပ်ပြီးရိုက်ပေးပါကျမတို့ယူခါနေအောင်ကောင်းနေပါမယ်ရှင်။ကြားကြီးရေတောက်တယ်ဆိုတာကြားလို့ရှာကကြမ်းကြမ်းလေးဖြစ်နေမှအဆင်ပြေပါမယ်လို့သတိပေးရင်နောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ်။